ရှုံးတာမြတ်တာကျွန်တော်တို့ကိစ္စမဟုတ်တော့ဟုတ်တယ်မလား market ကကျွန်တော်တို့ရဲ့ direction တိုင်းသွားခြင်းမသွားခြင်းဒီကျွန်တော်တို့ကိစ္စမဟုတ်ဘူးကျွန်တော်ဒီ trade တစ်ခုဝင်လိုက်ပြီးအဲ့ trade ဒီ TP ထိမထိရလားဟိုမြတ်မမြတ်ဒီ trade ဒီမြတ်မှာလား loss မှာလား stop loss ထိမှာလားအဲ့ဒါကျွန်တော်တို့ကိစ္စမဟုတ်ဘူးကျွန်တော်တို့ကိစ္စဒီကျွန်တော်တို့ရဲ့ rules တွေနဲ့ guide တွေဝင်နေပြီးသွားပြီဒီမှာဆို TP ထိတာတွေကိုမြတ်တာတွေမမြတ်တာကျွန်တော်တို့ကိစ္စမဟုတ်တော့ဘာလို့လဲ market ကိုကျွန်တော်တို့ control လုပ်လို့မရဘူးလေ market ဆိုတာကသူ့ဟာသူဗျာရောင်းတဲ့သူနဲ့ဝယ်တဲ့သူရဲ့ order တွေသူ့ဟာသူချိတ်ဆက်ပေးတာသူ့ဟာသူ match လုပ်ပြီးမှသူ့ဟာသူ price တွေက move နေတာဘယ်သူမှ market ကိုမခံမနိုင်ဘူးဘယ်သူမှလည်း market ကို control လုပ်လို့မရဘူးဟုတ်တယ်မလားဒီဝယ်တဲ့သူနဲ့ရောင်းတဲ့သူနဲ့သူ့ဟာသူ match လုပ်ပြီးမှ market က move နေတာဗျာအဲ့တော့ကျွန်တော်တို့ control လုပ်လို့မရတဲ့ market ကြီးပုံမှာဘာလို့ကျွန်တော်တို့ like ကြည့်နေကြည့်စရာမလိုဘူးကျွန်တော်တို့လုံးမဟုတ်အဲ့သူကိစ္စအဲ့ market ကိစ္စကျွန်တော်တို့ control လုပ်လို့ရတဲ့အရာဒီကျွန်တော်တို့ကိုယ်တိုင်ပဲကျွန်တော်တို့ပဲ control လုပ်လို့ရဒါကြောင့်မို့ကျွန်တော်တို့ process ကို ion site ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပဲကျွန်တော်တို့ကိုယ့်ဟာကို control လုပ်အောင်အဲ့ဒါမှကိုယ့်ရဲ့ process က consistent ဖြစ်ပြီးမှ backdash data တွေအတိုင်းပဲ live မှာတကယ်မြတ်ထွက်လာ